ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမိသားစုနဲ့တူတူပဲခူးကကမ္ဘောဇတာရီနန်းတော်ကိုတွားရောက်လည်ပတ်ခဲ့ပါတယ်ရှင်ဝင်ကြီးကတယောက်1000ပေးရပါတယ်ပြီးတော့ကားဝင်ကြီးလည်းပေးရတယ်ပေါ့နော်သူကလေဒီဝင်ချင်းမှာပေါ့နော်အဲ့လိုလမ်းနှစ်ခုရှိရကွာအဲ့ဒါနဲ့ပထမဦးဆုံးဒီဘက်လမ်းကိုချိုးလိုက်တယ်ပေါ့နော်အဲ့မှာလည်းနန်းဆောင်တစ်ခုတွေ့လို့လေအဲ့နန်းဆောင်ကလည်းတော်တော်ကြီးကြီးပြီးတော့အပြင်ကနေချင်းလှတယ်ထဲနာကတော့အဲ့ဒါကဒီမိဖုရားရဲ့လေမိဖုရားရဲ့နန်းဆောင်လို့ထင်ခဲ့တာစုပန်ကလျာရဲ့လေဒါပေမဲ့အဲ့နန်းဆောင်ကမဟုတ်ဘူးစုပန်ကလျာရဲ့နန်းဆောင်နဲ့ခင်ခင်နန်းဆောင်ဟိုဘက်မှာရှိရဒါပေမဲ့ဝင်ကြည့်လို့မရဘူးပြောတယ်ဒီပလင်တော်ဆောင်ကလည်းအဲ့မှာအလုတ်သမားတွေပဲရှိတယ်အထဲထဲကိုဝင်ကြည့်လို့မရဘူးပေါ့နော်ဒါပြင်ကနေကြည့်တာတော့တော်တော်လေးကိုခမ်းနာပြီးတော့တော်တော်လှရဲပေါ့နော်သူတို့ကအထဲထဲကိုတော့ပေးမဝင်ဘူးအဲ့တော့အပြင်ကနေပဲတက်ပုံရိုက်ခဲ့ပါတယ်ဒါကတော့ဒီဘက်ချမ်းမှာရှိတဲ့ဟိုလူတွေဝင်ကြည့်လို့ရတဲ့ဆိုရဲပြလိုက်လိုမျိုးအဆောင်ပေါ့နော်အဲ့ကိုသွားခဲ့ပါတယ်ဒီနန်းဆောင်တွေအကုန်လုံးကကြတော့အရင်ခေတ်ကရှေးဟောင်းအမွေနဲ့တော့မဟုတ်ပေါ့နော်အခုပျက်စီးသွားတဲ့နန်းဆောင်တွေအစားလူတွေပြန်လေ့လာလို့ရအောင်ဆိုပြီးတော့အစားတို့စောက်ပေးထားတာပေါ့နော်ဒါပေမဲ့အရန်ကိုပြန်စောက်ပေးထားတာတော့လေရွှေရောင်နေနဲ့တော်တော်ခန်းခန်းနာနာနဲ့အရန်လှတယ်ပေါ့နော်အရင်ခေတ်တုန်းကဆိုရင်ဘလူတောင်လှမလဲပေါ့ရှေးဟောင်းအမွေနဲ့ဒါတွေ့ရမယ်ဆိုရင်ဘလူတောင်ခန်းနာမလဲလှမလဲဆိုတာကိုတွေ့ကြမိရသေးလားပြီးတော့ဒီဘက်ချမ်းမှာကျတော့ဟန်တာဝရီမျိုးပျက်စီးသွားတဲ့ချိန်တုန်းကကြံရင်ခဲ့တဲ့မီးရှို့ပျက်စီးခဲ့စဉ်ကကြံရင်ခဲ့တဲ့ကြီးကျွန်းတစ်လုံးကြီးတွေပေါ့နော်အရန်တန်မှုရှိတဲ့ဓာတ်တွေကိုသူတို့ကတေချာလေးပြတိုင်းထဲမှာလူတွေလေးလာလို့ရအောင်ဆိုပြီးတေချာလေးပြထားပေးတယ်ပေါ့နော်ကျွန်းတစ်တွေအရန်တန်မှုရှိတယ်ဒီမှာကျမကလေကျမအရန်ပြချင်တာဘရနောင်မင်းတရားကြီးရဲ့ရုပ်တုနဲ့ပလင်ဆောင်ကိုကျမကလုံးဝကိုအဲ့ဒီကတ်ကိုကျမဖုန်းထဲကနေ delete လုပ်လိုက်မိတယ်ကျမတကယ်ကိုစိုးပါတယ်အဲ့တော့အခုဒီဘက်ချမ်းမှာတခြားဒီနန်းဆောင်ထဲမှာရိုက်ပြထားတာတွေပဲတွေ့ရပါတော့နန်းဆောင်တစ်ခုလုံးကလုံးဝကိုရွှေရောင်နေနဲ့တော်တော်လေးကိုခန်းခန်းနာနာနဲ့ပေါ့နော်အရန်ကိုခန်းနာထဲသွားပါတယ်ဒီဘက်ချမ်းမှာကျတော့မြန်မာနိုင်ငံတော်နဲ့တဲ့ခေတ်သုံးကနန်းတော်များဆိုတဲ့ပုံလေးတွေကိုသူတို့တေချာပြထားပါတယ်အကန်ခဲဟန်တာဝရီခဲကုန်းမောင်ခဲဆိုပြီးတော့လေသုံးပြထားတယ်ပေါ့နော်တမိုင်းချောင်းကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်မိသားစုနဲ့အတူတူ short trip လေးထွက်ချင်လို့ပဲဖြစ်ဖြစ်ရန်ကုန်မြို့ကနေအချိန်1နာရီလောက်ပေးုံနဲ့အလွယ်တကူသွားရောက်လို့လေ့လာလို့ရတဲ့အရန်လှပြီးထဲသွားတဲ့ပဲခူးမြို့ကကမ္ဘောဇတာရီရွှေနန်းတော်ကြီးဖြစ်ပါတယ်ရှင်